ကျွန်တော်တို့ဆိုင်မှာရောင်းမလောက်တဲ့ item တစ်မျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်တကယ်ကိုရောင်းမလောက်ဆိုတဲ့အတိုင်းပဲကာရက်ချင်းဘလောက်ရောက်မလောက်တဲ့အဝယ်များတဲ့ item ဖြစ်ပါတယ်ဆိုတော့အမှန်တော့ကျွန်တော်တို့မိတ်ဆက်ပေးစီအောင်မလုပ်ပါဘူးကျွန်တော်တို့ဆိုင်မှာဝင်နေတဲ့ customer တွေဆိုလို့ရှိရင်အများတန်းဒါပဲထက်ကတလဲလဲဝင်နေတဲ့ item ဖြစ်ပါတယ်ဆိုတော့ item ကုတ်က FG ကလာ VVS VS ဖြစ်ပါတယ်ဆိုတော့စိန်ထဲမှာအကောင်းဆုံး grade ကကျွန်တော်တို့အားလုံးသိတဲ့အတိုင်း DV VVS IFD ပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်းမြန်မာငွေဈေးနဲ့ကြောင့်ဝယ်ရတာမတန်တော့ဘူးပေါ့ဗျာဆိုတော့အခုဆိုလို့ရှိရင်90 100ဈေးဆိုပြီးမနေဘူးဗျ330ကျော်ဝန်းကျင်ရှိမယ်ထင်တယ်ဆိုတော့ကာရိုချင်းသားများများဝယ်ရလို့ရှိရင်ဝယ်ရတာမတက်တာဘူးပေါ့ဗျာဒါမဲ့ဒီ item ကကြတော့ FG ကလာဆိုတော့တေးကြရလူချင်းမင်းတို့ DEF ကလာလို့တော့အလွတ်ဖြူနေပါတာမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့စိတ်အထည်တော်တော်များခက်ကြမယ်ဆိုလို့ရှိရင်ခက်ပြီးရင်အများစုက platinum color ပဲမှုတ်ကြတာများတယ်ဗျဆိုတော့ color တကယ်တက်တာနဲ့ဆိုလို့ရှိရင်ဒီ item လေးကတော်တော်လေးကို luxury look ပေါက်တော့ရောင်းအကောင်းနေရလဲဖြစ်ပါတယ်ဆိုတော့90 100ဈေးဆိုတော့ဗျာကျွန်တော်တို့ကိုယ်စိတ်ကူးရှိသလိုစိတ်ကူးရှိသလောက်အထည်ခက်လို့ရတဲ့အထည်ခက်လို့ကောင်းတဲ့ site တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းကတကရက်ကိုမြန်မာငွေ22သိန်းဝန်းကျင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်လက်ကားဈေးနဲ့ဝယ်ပြလက်ကားဈေးပိုတန်နဲ့တကရက်ကိုမြန်မာငွေ30တောင်မပြည့်ဘူးဗျာဆိုတော့မာယူဂျင်နယ်ဆိုလို့ကျွန်တော်တို့ Grand Diamond Messenger တော့လက်ကောင်လူကိုယ်တိုင်လာရောက်ပြီးတော့လက်ကောင်မာယူနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်က Grand Diamond မြန်မာမှာကိုရဲရင်ပါ For those who want more